မင်္ဂလာပါကျွန်တော်အမရာမဒေါက်တာဇီယာဖြိုးဖြစ်ပါတယ်ကျွန်တော်နေ့စဉ်ဘဝမှာအသက်အရွယ်ရလာတာကြောင့်ပဲဖြစ်ဖြစ်စိတ်ဖိစီးမှုကြောင့်မျက်နှာအသားရည်ပြင်းတာတွေလော်တွဲကျလာပြီးတော့ကျွန်တော်ပါးတွေဖောင်းလာပြီးတော့ဒဘယ်ချင်းတွေဖြစ်လာတဲ့ပြဿနာကိုရင်ဆိုင်နေကြရပါတယ်ဒီပြဿနာတွေကိုခွဲစိတ်စရာမလိုဘဲနဲ့ပြင်းရင်ချက်ကပ်စေမဲ့ treatment လေးတစ်မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်တို့ရဲ့မျက်နှာအသားရည်ကအသက်အရွယ်ကြောင့်ဖြစ်စေပင်ပန်းနှောင်းနယ်မှုကြောင့်ဖြစ်စေ collagen နဲ့ elastin ထုတ်လွှတ်မှုတွေရောကျလာပါတယ်ဒီလိုရောကျလာခြင်းကြောင့်အရေးအကြောင်းနဲ့မျက်နှာတင်းရင်မှုလည်းရောကျလာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေ့စဉ်ဘဝမှာစိတ်ပိုင်းဆိုင်ရာယုံကြည်မှုကိုရောကျစေပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့မျက်နှာအရည်ပြပြန်လည်တင်းရင်မှုအတွက်ဘယ်လို treatment လေးတွေကရွေးချယ်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြချင်ပါတယ်အရင်တော့ကတော့ကျွန်တော်တို့ဒီမျက်နှာအရည်ပြပြန်လည်တင်းရင်မှုအတွက်ကျိုးထိုးတာတွေခွဲစိတ်တာတွေပြီးတော့နာကျင်မှုအများများတဲ့ high food တွေအောက်ကနေရွေးချယ်ပြီးတော့ပြုလုပ်ကြပါတယ်အခုကျွန်တော်တို့အမရာမှာနာကျင်မှုလည်းအနည်းဆုံးဖြစ်ခေါင်းတိုင်းလည်းအနည်းဆုံးဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့မျက်နှာအရည်ပြကိုမြန်မြန်ဆန်ဆန်ပြန်လည်တင်းရင်ချက်ကပ်စေမယ် treatment လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ကျွန်တော်မျက်နှာအသားရည်တွေတင်းရင်ချက်ကပ်ဖို့အတွက်ဒီ Litera2 treatment လေးကဘာကြောင့်ရွေးချယ်သင့်တဲ့အကြောင်းကိုအသေးစိတ်လေးရှင်းပြချင်ပါတယ်ဒီ Litera2 set လေးကကျွန်တော် TDIP နည်းပညာအသုံးပြုထားတဲ့အတွက်ကြောင့်မို့လို့ energy ထုတ်လွှတ်မှုအားကအရင် set တွေအတွက်ကိုပို့ပြီးတော့ကောင်းတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ smart layer တဲ့အထိကိုသွားပြီးတော့ကျွန်တော်တို့အပူ energy နဲ့ lifting effect ကိုအဓိကပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ immediate result ကိုချက်ချင်းရရှိမှာဖြစ်ပါတယ်ပြီးတော့သူ့မှာအားသာချက်အနေနဲ့ line နဲ့ pan applicator နှစ်ခုပါတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့ကျွန်တော်တို့ treatment ပေးတဲ့အခါမှာတိတိကျကျ treatment ပေးလို့ရပါတယ်ဒီ line applicator နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပါးနေရမျိုးတွေကိုအဓိက treatment ပေးလို့ရပြီးတော့ဒီ pan applicator တွေနဲ့ဆိုရင်ကျွန်တော်တို့နှစ်ဖူးတို့ကျွန်တော်တို့ပြီးတော့ဒီ line နဲ့သွားခက်တဲ့ဒီပါးခုံးတဲ့နေရာလေးဒီမျက်လုံးအောက်လေးတွေဆို treatment ပေးလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကျိုးထိုးတာလိုမျိုးခွဲစိတ်တာလိုမျိုးထုံစည်းလိမ့်စရာထိုးစရာတွေမလိုဘဲနဲ့တင်းရင်ချက်ကပ်စေတဲ့ effect ကိုအချိန်တူတူနဲ့နာကျင်မှုအနည်းဆုံးနဲ့ရရှိမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Litera2 treatment လေးကိုကျွန်တော်ကတော့ recommend ပေးပါတယ်ဒီလောက်ဆိုရင်ကျွန်တော်ရဲ့ Litera2 အကြောင်းကိုအသေးစိတ်သိရှိသွားပြီလို့ထင်ပါတယ်။ဒါကြောင့်မို့လို့နာကျင်မှုအနည်းဆုံးနဲ့ခွဲစိတ်စရာမလိုဘဲနဲ့မျက်နှာ V shape လေးလည်းပိုင်ဆိုင်ခြင်းနဲ့မျက်နှာအသားရည်လေးလည်းတင်းရင်ချက်ကပ်ခြင်းနဲ့ဆိုရင်တော့ဒီ Litera2 ကအကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ထင်ပါတယ်။ဒါကြောင့်မို့လို့မိမိရဲ့မျက်နှာပေါ်မူတည်ပြီးတော့ဘယ်လို treatment plan လေးတွေနဲ့ treatment လုပ်ပေးရမယ်ဆိုတာကိုကျွန်တော်နဲ့အသေးစိတ်တိုင်ပင်နိုင်အောင်လို့ကျွန်တော်တို့ရဲ့အလှတရားဒုက္ခပုံအမရာမှာလာပြီးတော့ appointment လေးယူဖို့ဖိတ်ခေါ်အပ်ပါတယ်။